တရုတ်တန်းဘက်ကိုရောက်ရင်လေရောက်တိုင်းမဖြစ်မနေစားရတဲ့ကျွန်တော်အကြိုက်ဆုံးဆိုင်လေးတစ်ခုရှိပါတယ်။ဒီဆိုင်လေးကတော့လူတော်တော်များများလဲသိပြီးသားဖြစ်တဲ့18လန်စာတေးဖတ်တုတ်ကျော်ဆိုင်လေးပါ။အခုလိုနှက်ထားတဲ့အသားတွေကိုမိသွေးနဲ့กินလိုက်တော့အနံ့အားဖြင့်ဆွဲဆောင်မှုတော်တော်လေးကိုရှိပါတယ်။ကျွန်တော်ကတော့ဝက်စာတေးတပွဲမှာခဲ့ပါတယ်။တပွဲမှာ10ချောင်းပါပြီးဈေးနှုန်းအားဖြင့်ဆိုရင်တော့2000ပါ။ကို့အနေနဲ့10ချောင်းလုံးမကုန်ရင်ပွဲဖြစ်တဲ့9ချောင်းတပွဲလဲမှာလို့ရပါတယ်။အသားကင်လေးကနူးအီလေးဖြစ်နေတဲ့အပြင်သူရှိကပေးတဲ့မြေပဲဆော့စ်လေးကလည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်။ဟိုတလောကအရန်ကိုခက်စားသွားတဲ့ cheese အမြင်တွေထွက်တဲ့ပြောင်းမှုလေးလဲဝယ်စားခဲ့ပါသေးတယ်။ဈေးနှုန်းအရဆိုရင်တော့တပွဲကို1000ပေးခဲ့ရပါတယ်။ popular ဖြစ်လို့ဝယ်စားခဲ့တယ်ဆိုပေမဲ့လည်းကျွန်တော်ကြိုက်တဲ့အရသာမျိုးတော့မဟုတ်ပါဘူး။ပြီးရင်တော့ဟိုလာကတာကိုယာကီလေးလဲဝယ်စားခဲ့ပါတယ်။တာကိုယာကီကပူပူလေးမှစားကောင်းတာမို့အေးနေရင်တော့ပြန်နှွေးခိုင်းဖို့လိုပါတယ်။တရုတ်တန်းကိုရောက်ရင်ဘာတွေစားဖြစ်လဲဆိုတာလဲမှန်းခဲ့ပေးအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တတ်တာ